တိတ်ခါရှိရှိလွမ်းမာဆိုတဲ့စကားလုံးလေးကရိုးရှင်းပေမဲ့အဓိပ္ပာယ်အင်မတန်နက်နဲပါတယ်လူတစ်ယောက်ကိုတတိယလွမ်းဆွတ်တဲ့နေရာမှာကိုယ့်ရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာတွေကိုမထိခိုက်စေပဲတစ်ဖက်လူကိုလည်းမနှောက်ယှက်ပဲရင်းကျက်စွာနဲ့လွမ်းဆွတ်ခြင်းကိုဆိုလိုတာပါသိက္ခာရှိရှိလွမ်းဆွတ်နိုင်ဖို့အမှန်တရားကိုလက်ခံခြင်းအတိတ်ကအတိတ်မှာကြံခဲ့ပြီဆိုတာကိုလက်ခံပါလူတစ်ယောက်ကကိုယ့်ဘဝထဲမှာမရှိတော့ရင်တောင်သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုငြိမ်းချမ်းစွာလက်ခံပြီးတတိယပေးတာဟာသိက္ခာရှိတဲ့လွမ်းဆွတ်ခြင်းရဲ့ပထမဆုံးခြေလှမ်းမှာတစ်ဖက်လူရဲ့နေရာလို့ကိုလေးစားခြင်းသူ့ဘဝနဲ့သူအစဉ်ပြေနေတာကိုအဝေးကနေပဲဆူတောင်းပေးလိုက်ပါဖုံးဆက်တာမက်ဆေ့တွေအတင်းပို့တာဒါမှမဟုတ်သူ့လူမှုကွန်ရက်ကိုလိုက်လံနှောက်ယှက်တာမျိုးမလုပ်ဘဲကိုယ်စိတ်ထဲမှာပဲတိတ်တဆိတ်တတိယနေခြင်းကပိုပြီးလေးနက်ပါတယ်ကိုပြန်လဲတန်ဖိုးထားခြင်းသူမရှိတော့လို့ကိုဘဝကြီးပျက်စီးသွားသလိုမျိုးပုံစံမပြပါနဲ့လွမ်းရိပ်တွေကြားထဲကနေပဲကို့လို့ကို့ရည်မှန်းချက်တွေကိုဆက်ပြီးစူးစမ်းနေတာဟာကိုရောကိုလွမ်းရတဲ့သူကိုပါသိက္ခာရှိရှိတန်ဖိုးထားရာရောက်ပါတယ်တချို့အလွမ်းတွေကပိုင်ဆိုင်ဖို့မဟုတ်ပဲကိုနှလုံးသားရဲ့တီးတန့်ထောင်လေးတစ်ခုမှအမှတ်တရအဖြစ်ငြိမ်းချမ်းစွာသိမ်းဆည်းထားဖို့အတွက်သာဖြစ်ပါတယ်အလွမ်းတွေကြောင့်စိတ်မပင်ပန်းပဲပုံမရင်းကျက်ပြီးအင်အားရှိတဲ့သူတစ်ယောက်ဖြစ်လာပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ချစ်ချင်းများစွာဖြင့်